အားလုံးပဲမင်္ဂလာပါကျွန်တော်ဒါခုနတုန်းကဒီဖုန်းထဲမှာဗီဒီယိုဖိုင်ရိုက်လိုက်တဲ့ဇလန်းလေးပေါ့နော်149နဲ့132ပေါ့ဗျာအဲ့ဒီကောင်ကတော့ဒီထဲမှာကျွန်တော်ရိုက်ထားပြီးပြီအဆင်ပြေတဲ့ချိန်တင်မယ်အဆင်ပြေတဲ့ချိန်ဆိုတော့မတက်နိုင်ဘူးဗျာဒီနေ့ပဲ29ရက်မနေ့ပြန်30တပတ်ကချက်ခွန်းတော့မယ်ပဲအချိန်မှတက်သွားမလဲတော့မသိဘူးတော်တော်တယ်တော့ကျွန်တော်တော့ရိုက်လိုက်ပြီပေါ့နော်မှန်ပါတယ်မှာပါမသွားတဲ့ခဏဒီနေ့ညကျွန်တော် free cut လေးလုပ်တယ်ပြီးတင်ပေးခြင်းလို့ဘလို့ဒါဒီဖြတ်လိုက်အောင်ကဲဖြတ်လိုက်အောင်မယ်ဆိုတော့ကျွန်တော်ဖော်မွေးပြခြင်းတာပေါ့နော်ကဲအဲ့ကျွန်တော်ဟုတ်ပြီကျွန်တော်ဟုတ်ဒီဇလန်းနေထဲမှာဟောဒီကပြေးသွားပြီဆိုတော့ကျွန်တော်ဖိုင်ဆိုင်ခြင်းလို့ပြီးသွားပြီပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော် Telegram ကောင်းရင် Telegram တင်မယ်ဟို YouTube ကောင်းရင် YouTube တင်မယ်ပေါ့ဗျာနော်လိုက်ရတယ်ဟောဒါကြပြရေးထားတာကျွန်တော်ဟိုလည်းမဖြစ်ရတယ်ဝါသနာကိုပြောမယ်ကျွန်တော်မန်ပါတွေကညီကိုတယောက်မှန်ထားတဲ့ဟာလေးမှန်ထားတာလေအပိုင်ပေါက်တဲ့ကထဲကိုစူးလက်ဆောင်လေးပါဆရာထုံးခင်ဗျာတဲ့ကျွန်တော်မန်ပါတဲ့ညီကိုတယောက်ဒီမှာလေသူမှန်ထားတာလေးကျွန်တော်ကြပြလေးရေးတာပေါ့ဖုန်းနဲ့ဝါနော်အပိုင်ပေါက်တဲ့ကထဲကိုစူးလက်ဆောင်လေးပေါ့ဗျာဒါလေးသူမှန်ထားတယ်အဲ့ဒါကျွန်တော်ဒီလိုလေးလုပ်ပြီးတော့ဒီပုံလေးနဲ့တို့ကျွန်တော်စာရေးအောင်ပါစာရေးထားပြီးဒီမှာစာရေးကြပြရေးထားတယ်ပေါ့နော်စူးနဲ့သူထူးပြောတော်လဲလိုင်းကမရဒီဇိုင်းကမကြတော့ဘာညာကထားလိုက်ပါတော့ဗျာကျွန်တော်လည်းကြပြလေးတွေရေးချင်တဲ့ဝါသနာလေးကလည်းရှိတယ်ဆိုတော့အဲ့လိုလေးတွေပေါ့ဗျာပြီးရင်ကျွန်တော် YouTube မှာတင်မယ် Telegram မှာတင်မယ် Facebook မှာတင်မယ်အဆင်ပြေလို့တင်မယ်ပေါ့ဒါကတော့ကိုယ်ဝါသနာပါဟုတ်ပြီအဲ့တော့ကျွန်တော်ပြောမှာဖော်မွေးက9နှစ်တည်ဇလန်းနေပေါ့နော်အဲ့တော့ကျွန်တော်မြန်သွားမယ်9နောက်ပိတ်နဲ့2ပရိတ်ရိုက်တယ်9နောက်ပိတ်နဲ့2ပရိတ်ရိုက်တယ်ဒီဘက်နှစ်မှာလည်း9နောက်ပိတ်နဲ့2ပရိတ်ရိုက်တယ်ဒီဘက်နှစ်မှာလည်း9နောက်ပိတ်နဲ့2ပရိတ်ရိုက်တယ်9နှစ်ပေါ့နော်အဲ့တနေ့2နှစ်3နှစ်ဟောဒီမှာ9နောက်ပိတ်နဲ့2ပရိတ်ပေါ့နော်9နောက်ပိတ်နဲ့2ပရိတ်ရိုက်တယ်9နောက်ပိတ်2ပရိတ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 ်10ကွာလိုင်းကြီးဟုတ်ပြီအဲ့ခွန်ရဲ့နက်ခတ်3ညကကျွန်တော်ဖော်မွေးပြောခဲ့တာ1 3ညနေပြောခဲ့တယ်ဘယ်လိုလုပ်ဆိုတော့သူ့ရဲ့နောက်ဒီဘက်ကိုကျွန်တော်ဒီဘက်နှစ်ထဲရောက်ပြီပေါ့ရောက်လိုက်တော့ဒီလိုကြည့်လိုက်တော့ shopping နေအဲ့ခွန်ရဲ့နက်ခတ်3ည2နှစ်ကျော်မှ3ညခါ auto ထိုင်းထိတ်တူထိတ်နဲ့ကစားနောက်ထောင်3လုံးပေါင်းချင်းခွန်ဖြစ်ချင်းသွားဆိုပြီးတကတ်ဒီခွန်တွေကိုခွန်တာပေါ့နော်နောက်ပြီး3လုံးပေါင်းခွန်တယ်ပေါ့ဒီခွန်လည်းအဲ့လိုပဲဒီဘက်နှစ်မှာကကျွန်တော်3ညခါ auto ဝင်ထိတ်တူထိတ်နဲ့ကစားနောက်ထောင်3လုံးပေါင်းဆောင်တက်ခွန်နဲ့သွားဆိုပြီးတော့သွားထားတယ်ပေါ့ဗျာနှစ်ကတ်ဒီဘက်နေ့မှာလည်းအဲ့လိုပဲ3ညခါကိုအော်တိုထားထိတ်ထူထိတ်ကစားနောက်ထောင်3လုံးဆောင်တက်ခြင်းခွန်ပြခြင်းနဲ့သွားဆိုပြီး3ကတ်ဒီဘက်နေ့မှာလည်းအဲ့လိုလုပ်တယ်3ညခါကိုအော်တိုထိတ်ထူထိတ်ကစားနော်နောက်ထောင်3လုံးဆောင်တက်ပေါင်းခြင်းခွန်ပြခြင်းနဲ့သွားဆိုပြီး तू ကသွားထားတော့ဘယ်နှကတ်ရှိသွားလဲတကတ်နှစ်ကတ်3ကတ်4ကတ်တော့ကစားသွားပြီ5ကတ်လာအောင်မလားဗျာ5ကတ်လာမယ်ဆိုရင်တော့ကျွန်တော်ဒီမှာအဲ့လိုမလာသေးတော့3ညခါကိုအော်တိုထားထိတ်ထိတ်ကစားနောက်ထောင်3လုံးဆောင်တက်ပေါင်းချင်းခွန်ပြချင်းနဲ့သွားဆိုရင်1 3ည2အဲ့1 3ည2ကကျွန်တော်ခုနဖိုင်လေးမှာပါသွားပြီဖော်မူလာတင်ပေးခဲ့ပြီနောက်တစ်ခါအဲ့လိုထပ်တင်မယ်ဆိုတော့ဟုတ်ပြီဒီခွန်နှစ်တွေစားလည်းမှာ3မှာပါလာတယ်3ကဘလို့ပါလာတယ်လဲဆိုတော့ကျွန်တော် line ပေါ်မှာနာမည်မသိဘူးပေါ့နော်ကျွန်တော်ညီငယ်တယောက်တင်တာတွေ့လိုက်တယ်ဘလို့တွေ့လိုက်တယ်လဲဆိုတော့နှစ်ဘရိတ်ဒီရစတယ်ထိတ်အောင်3လုံးခွန်ထိတ်အောင်3လုံး sorry ထိတ်အောင်3လုံးပေါင်း3ကိုနှစ်ပရိရိုက်တာ3နဲ့2နဲ့တွဲပြီပေါ့နော်ဇလန်းကြီးတော့မှအများကြီးအဲ့တော့ဒါတွေကလိုရင်းပဲခြုံပြောမှရမှာထိတ်အောင်3လုံး3နှစ်ပရိနဲ့ရိုက်တကက်နော်နောက်နှစ်မှာလည်းအဲ့လိုပဲထိတ်အောင်3လုံး3နှစ်ပရိနဲ့ရိုက်နှစ်ကက်နောက်နှစ်မှာလည်းအဲ့လိုပဲထိတ်အောင်3လုံးကို3နော်နှစ်ပရိနဲ့ရိုက်3ကက်ဒီဘက်နေ့မှာလည်းအဲ့လိုပဲထိတ်အောင်3လုံးကို3နဲ့သူကနှစ်ပရိရိုက်ဆိုပြီးဟိုကောင်တွေကတော့ခွန်နောက်ပိတ်နေတယ်ဒီမှာတော့ခွန်မပိတ်ဘူးအဲ့မှာသူကထိတ်အောင်3လုံး3နှစ်ပရိရိုက်ဆိုပြီးတော့အဲ့မှာညီတယောက်တင်ထားတာတွေ့တယ်ဘယ်သူမှမသိဘူးနာမည်မသိဘူးเนาะအဲ့တော့သူက၄ကတ်မြောက်ပေါ့ဗျာเนาะကစားသွားပြီကစားတော့ဟုတ်ပြီအဲ့ဒါမင်းဘာပြောချင်တာတော့ဆိုအဲ့ထိတ်အောင်3လုံး3ကို2နဲ့3နှစ်ကိုကျွန်တော်ပြန်ဖြီတော့မှာဟုတ်ပြီနော်ဒီမှာထိတ်အောင်3လုံး3နှစ်ပရိရိုက်ပြီဒီမှာထိတ်အောင်3လုံး3နှစ်ပရိရိုက်ပြီဒီမှာထိတ်အောင်3လုံး3နှစ်ပရိရိုက်ပြီဒီမှာထိတ်အောင်3လုံး3ကိုနှစ်ပရိရိုက်ပြီအဲ့ဒါကိုကျွန်တော်ပြန်ဖြီတော့မှာ
လေးကဒီဘက်နှစ်မှာတော့နှစ်ပရိတ်ကထိတောင်သုံးလုံး3နဲ့နှစ်ပရိတ်မရိုက်ဘူးပေါ့နော်မရိုက်ဘူးနဲ့တူတယ်ကျွန်တော်လိုက်ကြည့်အောင်မရိုက်ဘူးပေါ့ကြားပြီအဲ့တော့ဘာပဲပြောသူကလေးကစားသွားတယ်လေးကစားသွားတော့အဲ့ဒီ2နဲ့3နဲ့ဘယ်လိုပြန်ဖြည့်မလဲဆိုကျွန်တော်တို့ဒီဘက်နှစ်မှာနှစ်ထိတ်စီပုံသေးနဲ့ဘယ်လိုကစားမလဲဆိုတော့ဒီမှာကြည့်အဲ့ဒီနှစ်ဒီအဲ့နှစ်နောက်နှစ်ကြောမှာနှစ်ထိတ်အော်တိုအဲ့နှစ်ထိတ်အော်တိုကိုဒီသုံးလုံးပေါင်းနှစ်ဖြစ်တာရပြီနော်ဒါဆိုဒီနောက်နှစ်မှာနှစ်ထိတ်အော်တိုဟောမပြနဲ့တဲ့မဟုတ်ပြရမှာဒါမပြလို့ဒီနှစ်ထိတ်အော်တိုဒီသုံးလုံးပေါင်းနှစ်လို့ဖြစ်တာရပြီနော်နှစ်ကတ်နော်အဲ့ဒီနှစ်ထိတ်ကဒီဘက်နှစ်မှာမဖြစ်ခဲ့ဘူးဒီဘက်နှစ်မှာနှစ်ထိတ်ကလုံးဝကိုမရှိခဲ့ဘူးနော်နှစ်ထိတ်အပြောက်ပြီးနောက်နှစ်မှာအဲ့နှစ်တီဒီစပြီးပေါ်လိုက်တာနဲ့သူကနှစ်ထိတ်ကိုဒီသုံးလုံးပေါင်းနှစ်လို့ဖြစ်ပြီးကစားတယ်နောက်နှစ်မှာလည်းအဲ့လိုပဲနှစ်ထိတ်ကိုသူကဒီသုံးလုံးပေါင်းနှစ်လို့ဖြစ်ပြီးကစားတယ်ဒီဘက်နှစ်မှာလည်းအဲ့လိုပဲနှစ်ထိတ်ကိုအဲ့လိုဖြစ်လာဒီမှာလည်းဖြစ်တယ်နော်ဒီမှာလည်းနှစ်ထိတ်ကိုဒီသုံးလုံးပေါင်းနှစ်ဖြစ်တယ်ဒါပေမဲ့ဒီကောင်မယူတော့ဘူးဒီကောင်ကယူရင်သူကအမှုတစ်မျိုးပြောင်းမယ်အဲ့မှာဒီမှာနှစ်ထိတ်ကိုကျွန်တော်တို့ဒီသုံးလုံးပေါင်းနှစ်လို့ဖြစ်ပြီဟုတ်ပြီနော်3နှစ်ပေါ့နော်တစ်နှစ်နှစ်နှစ်ဒီမှာနှစ်မူတောင်ခွဲသွားနော်3နှစ်ဒီဘက်နှစ်မှာနှစ်ထိတ်ကိုအဲ့လိုဒီသုံးလုံးပေါင်းနှစ်ဖြစ်ခြင်းနဲ့10ခွက်မွေးမှာလားမွေးမှာဆိုဒီဘက်မှာနှစ်ထိတ်ရိုက်လိုက်မယ်ဥမာနှစ်ထိတ်ရိုက်လိုက်ဒီသုံးလုံးပေါင်းဒီနှစ်ဖြစ်မယ်ဆိုရင်နောက်ပေါင်း8ဒီဘက်ကနပေါင်းကြတော့မကြိုက်ဘူးသို့တော်ထိုးတင်တယ်ပေါ့နော်ထိုးဟုတ်ပြီနောက်ပေါင်း10ခွက်ကြီးထိုးမှာလားမထိုးဘူးကျွန်တော်ဒီနှစ်30လမ်းကိုသွားမှာနှစ်30လမ်းသွားဖို့ရဟုတ်ပြီနှစ်လို့ဖြစ်လိုက်တာနဲ့အဲ့နှစ်ဒီသုံးလုံးပေါင်းနှစ်လို့ဖြစ်လိုက်တာနဲ့ကျွန်တော်တို့ဒီထိတ်စီး6နဲ့နောက်ထောင်3လုံးပေါင်းခြင်း4နဲ့ဒီထိတ်စီးနဲ့နောက်ထောင်3လုံးပေါင်းခြင်းဒီ3ဖြစ်ခြင်းကိုသွားတာ3ဖြစ်ခြင်းအဲ့ဒီ3ကခုနအထောင်3လုံးနှစ်အထောင်3လုံး3ကိုနှစ်ပြိနဲ့ရိုက်ခဲ့လို့ဒီ3နှစ်ကိုနှစ်ထိတ်ဒီလိုနှစ်ကိုထိတ်စီးနဲ့နောက်ထောင်3လုံးပေါင်းခြင်း3ဖြစ်ခြင်းနဲ့သွားတယ်လို့ကျွန်တော်ယူဆလိုက်တယ်အဲ့တော့နောက်ပိတ်ရပြီအဲ့တော့ဒီ3လုံးပေါင်းနှစ်ဆိုတော့ခွန်ထက်ပြီးရောတကွက်တယ်နော်ဟောနောက်နှစ်ကြည့်လိုက်မယ်ထုံးနည်း၎င်းနှစ်ထိတ်ဒီ3လုံးပေါင်းနှစ်ဖြစ်မယ်ဒါဆိုတပေါက်သေးရအောင်ခြားတော့ဒီထိတ်စီး8နဲ့နောက်ထောင်3လုံး9နဲ့ဒီ3ဖြစ်ခြင်းကိုသွားတယ်အဲ့ဒီ3နဲ့ဒီ2နဲ့ဇလန်းဒီခုနကပြောတယ်ထိတ်ထောင်3လုံး3နဲ့2နဲ့ဇလန်းခုနကဒီဇလန်းခုဒီဇလန်းနောက်တစ်ခါသွားမယ်ဒီကောင်ဒီဘယ်မှာသွားဆိုဒီကောင်နောက်တစ်နှစ်ကျော်လိုက်နှစ်ထိတ်ရိုက်ပြီဒီ3လုံးနှစ်ဖြစ်ပြီ तू ကစရိုက်တာကို तू ကနောက်မှာဖြစ်တော့သူ့ကိုပဲကြည့်လိုက်တယ်အဲ့မှာအဲ့အပေါ်ကထိတ်စီး3နဲ့နောက်ထောင်3လုံးပေါင်းလက်ဒီ3ဖြစ်ခြင်းကိုရိုက်တယ်အဲ့တော့အဲ့2နဲ့3ဇလန်းဒီခုနကနှစ်ပြိနဲ့ထောင်3ဇလန်းပဲโอเคဒါဆိုဒီဘက်နှစ်ထဲမှာအဲ့လိုမဖြစ်သေးဘူးเนาะမဖြစ်သေးတော့ကျွန်တော်တို့ဒီတကက်နှစ်ကက်3ကက်ပြီးသွားပြီ4ကက်မြောက်ဒီထိတ်အောင်3လုံး3နဲ့နှစ်နဲ့ဒီနောက်တစ်နှစ်ကျော်မှာအဲ့လိုပဲနှစ်ထိတ်အော်တိုထားမယ်ဒီ3လုံးပေါင်းနှစ်ဖြစ်မယ်အဲ့ဒါဆို3ဖြစ်ချင်းကြည့်မယ်ဆိုဒီဘွဲမှာဆိုရင်ထိတ်သီး1နဲ့နောက်ထောင်3လုံးပေါင်းခြင်းဒီနှစ်ဖြစ်မှာ3အောင်မှာဟုတ်အဲ့တော့ဒီမှာက8ထဲမှာသာလင်3ဖြစ်မှာဟောအဲ့တော့ဟုတ်ပြီဒါဆိုထိတ်စီး1နဲ့နောက်ထောင်3လုံးပေါင်း2နဲ့ဆို3ဖြစ်ချင်းဖြစ်သွားပြီကနန်းလေးလုံးပေါင်းတော့3ဖြစ်သွားပြီအဲ့ဒီ3ဒီခုနကဒီထိတ်ထောင်3လုံး3နဲ့2ဇလန်ပေါ့နော်ပြန်ဖြည့်မယ်ဆိုရင်နှစ်ထိတ်အော်တို3ဖြစ်ချင်းကဒီ1နဲ့နောက်ထောင်3လုံး2နဲ့ဆိုတော့8ထက်အဲ့မှာဒီ3လုံးပေါင်း2ဖြစ်မယ်4ရဲ့8ရဲ့ဆိုတော့3ညထဲလိုက်ဒါ2 3ည8ဆိုတဲ့ကနန်းတစ်ပေါက်ဒါဖော်မွေးနော်ဒီပွဲမှာတော့ဒီကနန်းကြီးကကျွန်တော်လည်းမကြိုက်ဘူးခင်ဗျားတို့လည်းကြိုက်မယ်မထင်ဘူးတိုးတော့နောက်ပွဲကြရင်ဒီလိုမထွက်ခဲ့ရင်နောက်ပွဲကြနှစ်ထိတ်အော်တိုထားထိတ်စီးနဲ့နောက်ထောင်3လုံးပေါင်း3ဖြစ်ချင်းထားဒီ3လုံးပေါင်း2ဒီလိုပြီးမယ်ဆိုရင်ဖော်မွေးသွားပါကဲဒါဖော်မွေးဟုတ်ပြီလားအဲ့တော့နှစ်3ဇလန်းကိုကျွန်တော်ပြန်ဖြည့်လိုက်တာဖြစ်ပါတယ်ဒါဒီဖိုင်လေးကတော့ဟို YouTube မှာဘယ်သူမှကျွန်တော်မသိဘူးပေါ့ညီငယ်တယောက်ကျွန်တော်လည်း line မရတော့ဟို line ပေါ်မှာ odd တိုင်တော့ချဲဆရာတွေဘယ်သူမှလည်းကျွန်တော်မသိကိုသိတာကိုသေးတို့ကိုထွန်းတို့ပဲကျွန်တော်ကစီကျော်သမားတွေเนาะဒီຢာတွေကဒီနားကဟာတွေအတွေး line တွေကိုဘာညာနဲ့အတွေး line တွေဆိုကျွန်တော်အခုအတွေး line ဘက်ကိုလိုက်လာလို့ကိုထွန်းတို့ကစားကွက်တွေရောကဲဒါဆိုဒီအတွေး line နဲ့အဝေး line နဲ့ပေါင်းဆက်မယ်ဆိုပြီးမနစ်ကလေးကပါအဲ့ဒါတွေလှုပ်ထားတာပါသို့တော့ကျွန်တော်မနိုင်လို့လှုပ်ထားတာအခုတော့ဒီမှာသူများတွေဖော်မွေးပြောနေလို့ကျွန်တော်ဒီနှစ်30လမ်းတွေကိုဖော်မွေးပေးလိုက်ပါတယ်နားလည်မယ်ထင်ပါတယ်နားမလည်နှစ်ခါပြန်ကြည့်လိုက်ဗီဒီယိုဖိုင်ရှင်းစင်မပြီးလို့လောက်နေနေကိုချိုးလိုက်ပါတယ်အားလုံးပဲညာကွတ်တို့အချက်ပေါက်ကြပါသေးနော်ကျွန်တော်စီမမဝင်နေဆိုရင်တော့ကျွန်တော်စီကျော်သမားဖြစ်တဲ့ဟိုရှေ့မှာတင်တဲ့စီကျော်ဇလန်တွေကြည့်လို့ရတယ်နှစ်တဝက်စာကိုတသိန်းနဲ့မမဝင်လို့ရပါတယ်เนาะဒါအားလုံးနှစ်သက်မယ်ဆိုရင်ဒီဘွဲနေဝင်လိုက်ရတယ်ဗျာကိုအချိန်မီရင်ရတာပဲအဲ့တော့မမကနန်းနေတော့ချဲဖွင့်မှ2ရက်လို့မှတင်ပေးတာဖြစ်ပါတယ်အဲ့တော့မမကနန်းရွေးချယ်မှုဒီအထောင်နဲ့ဇလန်နေနဲ့ရွေးချယ်တာပါရှေ့မှာနမူနာတွေရှိပါတယ်ကြည့်ပြီးကြိုက်နေတဲ့ရင်မမဝင်လို့ရပါတယ်ကဲအားလုံးပဲညာကွတ်တို့အချက်ပေါက်ကြပါသေးနော်